အဲ့လိုအရင်ကဆိုတယောက်ချင်းစီလေးလိုက်ပေးတာလေးတွေရှိတယ်ပေါ့အားတဲ့ချိန်ကျတော့မအားတဲ့ချိန်ကျတော့မပေးပြဘူးတင်လိုက်တယ်ဖောက်ဆိုတော့အဲ့လိုမျိုးဗျာအဲ့တော့4မိနစ်တောင်တော့ရှိသွားပြီဗျာစောင့်ရင်နေနော်4မိနစ်တောင်ရှိသွားပြီဆိုတော့စောင့်လို့ဗျာလွတ်ပြီဗျာနော်လုံးနေနော်သူတို့ကအသုံးဝင်လာရင်လာကြည့်မှာပေါ့ဗျာဟုတ်တယ်မလားနော်လောလောဆယ်အသုံးဝင်လို့လာမကြည့်လို့ပဲသဘောထားလိုက်ဆွဲပြီโอเคကျွန်တော်ကတော့ဒီတခါတော့တွက်နီးတစ်မျိုးတည်းနဲ့ပေါ့နော်တွက်နီးတစ်မျိုးရဲ့နောက်တစ်ခုကကျွန်တော်မူရရဲ့ပေါ့နော်ကျွန်တော်ပြတော့ဒီနေ့လဲမူရနေထွက်သွားတယ်ပေါ့ညနေခင်းကအဲ့တော့မနက်ခင်းကတော့ကျွန်တော်က8ပတ်တီးပေါ့နော်ကျွန်တော်ရဲ့ဖန်တီးရတဲ့ဟာလေးကျွန်တော်ပေးလိုက်တယ်ပေါ့ဗျာနော်ရတဲ့သူလည်းရမှာပေါ့လေမရတဲ့သူလည်းမရဘူးပေါ့ဗျာနော်ကျွန်တော်ကတော့မမေးဘူးပေါ့ဗျာမေးတယ်ဆိုတစ်မျိုးမြင်နေမှာဆိုလို့ပေါ့နော်โอเคအဲ့တော့ကျွန်တော်တို့42ယောက်ပေါ့ဗျာဘယ်လိုပဲဖြစ်နေနေလွှင့်ပြီကျွန်တော်အရင်ကတည်းကရှိတဲ့လူတွေကျွန်တော်လွှင့်နေကြโอเคဗျာအဲ့တော့ကျွန်တော်တို့ဒီကနေစတယ်နော်ကျွန်တော်ဒီလိုဗျာဒီ3.3.5ပေါ့နော်အဲ့တော့3လုံးပေါင်းချင်းက5ပေါ့နော်အဲ့လို3လုံးပေါင်းချင်း5ဆိုတာကကျွန်တော်တို့ကဒီလို3လုံးပေါင်းချင်း5နဲ့တော့တူပါတယ်နော်โอเคအဲ့ပြီးရင်ကျွန်တော်တို့ကဒီ4ရဲ့9ရဲ့1ရဲ့ပေါင်းချင်းဒီကျွန်တော်တို့ရှင်များ4ရပါတယ်အဲ့တော့ကျွန်တော်ဒီ3လုံးပေါင်းချင်း4ဆိုတာကကျွန်တော်တို့ကဒီလို3လုံးပေါင်းချင်း4လေးပေါ့နော်တူပါတယ်လို့ပြောတာတော့โอเคလားတော့မသိဟုတ်ကဲ့မင်္ဂလာပါကျွန်တော်ကူညီပါတယ်ဗျာကူညီပါတယ်ကျွန်တော်တင်မဲ့အချိန်อ่ะပေါ့နော်တအားနဲ့နီးကပ်သွားတယ်ဗျာနော်ကျွန်တော်ဒီနေ့တင်လိုက်တဲ့အခါမှာပေါ့နော်ကျွန်တော်လည်းအကောင်းဆုံးကြိုးစားပြီးရှာပြီးတယ်ဗျာသို့တော်ညာလဲပေါ့နော်ကျွန်တော်ဒီမူရအကွက်ကနေထွက်သွားတယ်ပေါ့နော်ဖော်မြူလာနေထွက်သွားတယ်ပေါ့နော်အဲ့လိုကြောင့်ပါအဲ့တော့မိတ်ဆွေတို့ကျွန်တော်ပြောသလိုပါပဲကျွန်တော်ရှိမှအနေနဲ့လည်းဘာမှပြီးစရာလည်းမလိုပါဘူးเนาะကျွန်တော်ကဒီတိုင်းပဲတင်ပြီးတာပါเนาะအဲ့တော့ဒီလိုပေါ့เนาะနောက်တစ်ခွင်ဆက်သွားမယ်ဆိုရင်ကျွန်တော်တို့ဒီလို3လုံးပေါင်းချင်းလေးอ่ะကျွန်တော်တို့က30ဗျာအဲ့တော့ကျွန်တော်ကဒီမှာ6ရဲ့ခွင်ရဲ့ကျွန်တော်တို့ကပေါင်းချင်း3ပေါ့เนาะအဲ့ကျွန်တော်30ပြည့်ရှင်လို့ကျွန်တော်တို့ကခွန်ပေါ့เนาะအဲ့လိုမျိုးလေးတော့ရှိတယ်ဗျာတွက်နီးလေးနဲ့ပေါ့เนาะအဲ့တော့ကျွန်တော်ဒီနေ့ကျွန်တော်မနေ့ပြန်တော့မွေးခွက်လေးပါကျွန်တော်ကပြီးခဲ့မှာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီထွက်စဉ်တွေကိုကျွန်တော်တို့ကပြန်ကြည့်တဲ့အခါမှာဗျာကျွန်တော်စဉ်းစားမိတာဒီမနေ့ခင်းကနန်းတစ်လုံးอ่ะပေါ့နော်ညနေခင်းပြန်ပါတယ်ဒီခွန်တုံညဆိုခွန်တုံည1ချင်းဆိုပြီးခွန်နဲ့ဆိုပြီးပြန်ပါတယ်ဒီမှာ4 5ဆိုရင်ကျွန်တော်9တက်ဆိုပြန်ပါတယ်6တုံညဆိုရင်3ည3ပေါ့နော်8ခွန်ဆိုရင်ခွန်3ဆိုပြီးတော့ပြန်ပြီးတော့ဆင်းလာတာဗျနော်အဲ့လိုမျိုးတော့ရှိမနေ့ပြန်တော့ပြီးမပြီးတော့မသိဘူးပေါ့နော်ပြီးမပြီးတော့မသိဘူးတော့ဆိုကျွန်တော်ရဲ့တွက်နီးမှာတော့ခွန်ထိတ်ဖြစ်ပါတယ်နော်အဲ့တော့ဒါမိတ်ဆွေတို့ကျွန်တော်တွက်နီးနဲ့ပြတာမိတ်ဆွေတို့အနေနဲ့စိတ်ဝင်စားတယ်ဆိုရင်တော့ထိုးပါညာကတော့ကျွန်တော်1ခွန်နဲ့8ခွန်နဲ့ပဲနော်ဒီ8နေရာမှာကျွန်တော်တို့ကနက်ခတ်ဝင်သွားတာပေါ့ဗျာနော်1နက်ခတ်8ဆိုတော့အဲ့လိုမျိုးသွားထွက်တော့ဘယ်လိုပြောမှန်းတော့မသိဘူးဖြစ်သွားတယ်နော်အဲ့တော့ group တွေကလူတွေကတော့ထိုးဝင်တော့ပေါက်မှာပေါ့ဗျာနော်အဲ့တော့ကျွန်တော်ကလည်းရသေးချင်ပါတယ်ပေါ့နော်ရသေးချင်ပါတယ်လို့ဆိုကျွန်တော်လည်းလမ်းပေါ်ကနေပြီးတော့ကောက်တင်လိုက်တဲ့အချိန်ပေါ့နော်အိမ်ကနေတင်တာမဟုတ်ဘူးလမ်းပေါ်ကနေပေါ့နော်တွိုင်းလိုက်ရင်တတိယလုံးကောက်တင်လိုက်ရနေပြီးတော့အခုလိုမျိုးတိုက်ဆိုင်သွားတော့လေထိုးတဲ့သူလည်းပေါက်မှာပေါ့ဗျာနော်အဲ့တော့ကျွန်တော်ကတော့မမေးပါဘူး group မှာအဲ့လိုကန်ဆက်ကြီးတွေပါကြီးလည်းမရှိပါဘူးအဲ့တော့ကျွန်တော်နောက်တစ်ပင်ကိုကျွန်တော်တို့ဆက်သွားမယ်ပေါ့ဗျာနောက်ထပ်နောက်ပိတ်ကိုသွားမယ်ပေါ့နော်နောက်ပိတ်ကိုသွားတဲ့အခါမှာကျွန်တော်တို့ပြင်ကျွန်တော်တို့အခုလိုမျိုးလေးပေါ့နော်ကျွန်တော်တို့3လုံးပေါင်းချင်းပေါ့နော်ကျွန်တော်တို့က6ပေါ့နော်အဲဒီ3လုံးပေါင်းချင်း6ကကျွန်တော်တို့ကဒီလို3လုံးပေါင်းချင်းလေး6ဖြစ်ပါတယ်အေးပေါ့ဗျာမပေးတော့ဘူးဆိုတော့ဟုတ်တယ်သူတို့ပေးရင်တော့ရမှာပေါ့ဗျာဒါပို့ရင်လည်းပြောတာမပေးရင်တော့မရဘူးပေါ့နော်အခုကမနေ့ကတလုံးကညနေခင်းမှာ1ချင်းလာပြီးတော့ဝင်နေတာဗျာနော်ပေးရင်တော့ရမှာပေါ့လေနော်အဲ့တော့ကျွန်တော်တို့ထပ်တွက်လိုက်ကြတာပေါ့ဗျာဒီ4ရယ်2ရယ်
4ရပေါ့နော်ကျွန်တော်တို့ပေါင်းလိုက်ရင်10ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာ9နဲ့1နဲ့ပေါင်းခြင်းက10ဒီမှာ3ညလာဖြစ်တယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်တို့ကဒီမှာ10ပေါ့နော်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ပြင်ကိုဆက်ကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့8ရယ်3ညရယ်3ညရယ်ပေါင်းလိုက်တာ8ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာကဒီလိုပေါ့နော်နှလုံးပေါင်းခြင်းက10အဲ့တော့ကျွန်တော်တို့ကဘာလဲဆို8ဖြစ်နေတာမဟုတ်ဘူးကျွန်တော်က8ထည့်လိုက်တယ်အဲ့တော့ခွန်8ဆိုပြီးတော့ကျွန်တော်ကပြန်ဆင်းနေပေါ့ဗျာဒါကျွန်တော်တွက်နီးမှာကျွန်တော်ကပြတယ်နော်အဲ့တော့ဒါမိတ်ဆွေတို့ကိုကျွန်တော်ကတွက်နီးနဲ့ကျွန်တော်ကပြတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကခွန်8ကိုပေါ့နော်ကျွန်တော်တို့ကဒီခွန်8ဒါ12နာရီခန့်ပေါ့နော်12နာရီမှာကျွန်တော်တို့ကဒီခွန်8က main ပေါ့ဗျာအဲ့ကျွန်တော်ကဒီခွန်8ကိုကျွန်တော်တို့ကဗာလဲဆိုတော့ဒီ power နက်ခက်လေးကျွန်တော်ကယူလေးထားတော့ရှိတယ်ပေါ့နော်ဒီလိုမျိုးလေးယူရပုံစံမျိုးရှိတယ်ပေါ့နော်အဲ့တော့ तू ကတော့ main ဖြစ်မှာပေါ့နော်အဲ့တော့ကျွန်တော်ကဒီမှာခွန်2နော်ခွန်3ကကျွန်တော်ကထွက်ပြီးသားဗျာခွန်2နောက်ခွန်8ကလည်းထွက်ပြီးသားပဲခွန်3နောက်တစ်ခုနေနဲ့2 8 2 3 2 8 2 3နောက်8 3ပေါ့နော်အဲကျွန်တော်ကဒီ၄ခွက်ကိုပဲအဓိကထားရမှာပေါ့နော်ဒါလေးကတော့ရန်နေနဲ့တော့မှာပေါ့ဗျာနော်โอเคလားတော့မသိဘူးโอเคမင်္ဂလာညချမ်းလေးပါခင်ဗျာမင်္ဂလာညချမ်းပါခင်ဗျာအဲ့တော့ကျွန်တော်တို့နော်ထပ်ပြီးတော့ဒီလိုပုံစံမျိုးလေးရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကဒါကျွန်တော်တို့က main ခွက်မှာကျွန်တော်တို့သူကသွားဝင်တာပေါ့နော် main ခွက်မှာဝင်တော့ညာလဲသူကထွက်ပြီးသားဖြစ်နေတာပေါ့နော်နှစ်ခွက်ကထွက်ပြီးသားဖြစ်နေတယ်အဲ့တော့ကျွန်တော်ကတော့ဒီ၄ခွက်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေထူကျွန်တော်ကတော့ဂရုပြုစီခြင်းတယ်ပေါ့နော်ဒါ12နာရီအတွက်ကျွန်တော်ကတွက်ထားတာတွက်ချက်ကိုကျွန်တော်ပြတယ်အဲ့တော့ကျွန်တော်တို့ကအခုဒီမှာဆိုလို့ရှိရင်ဒါတရက်စာပေါ့နော်ကျွန်တော်ကမွေးခွက်ဆိုလို့ရှိရင်ပေါ့နော်ဒီမှာ93ရယ်50ရယ်5ခွန်ရယ်နောက်30ရယ်3ခွန်ရယ်3ညခွန်ရယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီ30ဆိုတာကလည်းထွက်ပြီးသားပေါ့နော်3ခွန်ကလည်းထွက်ပြီးသား3ညခွန်ကလည်းထွက်ပြီးသားဆိုတော့ကျွန်တော်တို့ကဂရုစိုက်မှာဒီ3ခွက်ပေါ့နော်ဒီ3ခွက်ရဲ့ဒီဘောက4ခွက်ရယ်ပေါ့နော်ဒါဒီကောင်ကတော့တရက်စာပေါ့နော်နော်နော်အဲ့တော့ကျွန်တော်ကဒီကအောက်ကဟာတော့တရက်စာပေါ့ဒီကောင်ကတော့12နာရီအတွက်ပဲပေါ့နော်ဒီကောင်9ရယ်2 8ရယ်2 3ရယ်8 3ရယ်ပေါ့နော်သူကတော့ main ကွက်မှာကမယ်ဒီကောင်ကတော့ရန်ကွက်ထဲကိုရောက်သွားမှာပေါ့ဗျာဒါတွက်နီနဲ့ပြတာပေါ့နော်ဒါ12နာရီစာပေါ့နော်အဲ့တော့ဒီကောင်ကတော့ဒီဟာကတော့အောက်ကဟာတော့တရက်စာပေါ့နော်အဲ့တော့ကျွန်တော်ကအကြောင်းအရာလေးကဥမာအဖြစ်ဒီကနန်းကဒီအောက်ကတရက်စာကပေါ့နော်မနေ့ပြန်12နာရီမှာထွက်သွားခဲ့တယ်ဆိုရင်ကျွန်တော်နေကင်းပိုင်းကို short video လေးတင်ပေးမယ်ပေါ့နော်တကယ်လို့ဒါလေးထွက်သွားခဲ့တယ်ဆိုရင်လည်းဒါလေးကိုကျွန်တော်ပြန်တင်ပေးမယ်ပေါ့နော် short video အနေနဲ့ဥက္ကပါဒါလို့ဆိုရင်အဆင်ပြေမယ်လို့ညှော်လေးနဲ့တော့ကြောင့်ကျွန်တော်ဒီ video file ကိုဒီမှာနားလိုက်ပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ကအဲ့လိုတော့အဆင်မပြေဘူးဗျနော်ဖုန်းနံပါတ်တော့အဆင်မပြေဘူးဘာလို့လဲဆိုတော့ဟိုကျွန်တော် post လေးတွေတင်ထားတယ်ဗျာနော်စာလေးတွေ post လေးတွေတင်ထားတယ်အဲ့မှာတစ်ချက်သွားကြည့်နော်ဒီဇိုင်းကြောင့်တိတ်ပြောလို့မကောင်းဘူးဗျာနော်အဲ့လိုကြောင့်ပါနော်ပါတယ် NDA လေးပေါ့နော်အဲ့တော့အဲ့အနေမှာတစ်စင်းကျွန်တော်ဘလို့သွားရဲဆိုတာလေးသိပါလိမ့်မယ်နော်โอเคပါအားလုံးကျေးဇူးတင်ပါတယ်နော်မနေ့ပြန်အဆင်ပြေကြပါလိမ့်ဗျာနော်အားလုံးအဆင်ပြေကြပါသည်မနေ့ပြန်